ဘာပေါ်မှာကြီးလို့အပင်တွေတကယ်ရှိတာလား insect တွေကိုအရှင်လက်လက်ဖန်ဆတဲ့ Venus flytrap ဒီအပင်ကအခြားပင်တွေလိုမဟုတ်ဘဲနဲ့အသားစားတဲ့အပင်ပါသူရဲ့ရွက်တွေကြားထဲကိုပိုးကောင်လေးတွေဝင်လာတာနဲ့ချက်ချင်းပြန်ပိတ်ပြီးတော့ဖန်ဆပစ်လိုက်တာပဲဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်ကတော့မျက်စိတမိတ်တွေမှလည်းပဲတုံ့ပြန်နိုင်တဲ့အံ့ဩစရာအာယုခံစနစ်ပါရှိပါတယ်ကြောက်ခဲလားအပင်လားခွဲမရတဲ့ living stone ဒီအပင်တွေကို living stone လို့ခေါ်ကြပါတယ်ကြည့်လိုက်ရင်ရိုးကြောက်ခဲလေးတွေနဲ့အလွန်တူပါတယ်သူ့ရဲ့ထူးခြားချက်ကတော့လက်ကနာရထဲမှာတိရစ္ဆာန်တွေစားသုံးခြင်းကနေကာကွယ်ဖို့ကြောက်ခဲပုံစံရုပ်ဖြတ်ထားတာပဲဖြစ်ပါတယ်ပန်းပွင့်လာတော့မှအပင်ပန်းကိုသိကြရတာပဲသားပုံနဲ့ထွက်တဲ့ကမ္ဘာအကြီးဆုံး cos flower ချို့ဟာအလောင်းကောင်ပန်းလို့လည်းခေါ်ပါတယ်ကမ္ဘာပေါ်မှာအပွင့်အကြီးဆုံးပန်းတွေတခုပါဒါပေမဲ့သူပွင့်လာရင်ရနံ့ကမှုေးမနေပဲနဲ့ပုတ်စော်နံနေတဲ့အသားပုံနဲ့လိုမျိုးထွက်လာပါတယ်သူ့ရဲ့ထူးခြားချက်ကတော့ဒီအနံ့နဲ့ပဲရင်ကောင်းတွေကိုဆွဲဆောင်ပြီးတော့ဝတ်မုံကူတာဖြစ်ပါတယ်ခုနှစ်ကနေ10နှစ်ချားမှတစ်ချိန်ပဲပွင့်တတ်တဲ့ရှားပါအပင်ပါဒီလိုထူးခြားတဲ့အကြောင်းအရာလေးတွေကိုထပ်ကြည့်ဖို့ဆိုရင်တော့ channel လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်